ဟိုရှိရှိတုန်းကတာယာလှပတဲ့နှွေးရာဒီမနှခင်းတစ်ခုမှာပေါ့နှံကောင်လေးတစ်ကောင်ဟာတက်ကိုင်းလေးပေါ်မှာထိုင်ပြီးတရောထိုးလိုက်တချင်းဆိုလိုက်နဲ့အယမ်းကိုပျော်ရွှင်နေတဲ့သူကတော့ဘာကိုမှပူပန်မှုမရှိရဲ့ကိုရွှင်ပျော်လေးပေါ့ဒါပေမဲ့အဲ့ဒီချိန်မှာအောက်ကမြကြီးပေါ်မှာအင်းစိတ်လေးဟာချွေးတုံးလုံးနဲ့အလို့ရွှင်နေကြတယ်ဒီလိုကဆောင်းရလေးကအစာလေးကိုမမနဲ့ဆူဆောင်းနေကြတယ်နှံကောင်လေးကဘွဲစိတ်ကိုမြင်တော့လှမ်းခေါ်တယ်ဟေးမင်းရွှေကြီးရဒီလောက်တာရတဲ့နေ့လေးမှာဘာလို့အပိမန်းခံနေရလဲလာပါငါတို့နဲ့အတူတချင်းဆူပြီးကခုန်ကြရအောင်လေဘွဲစိတ်ကတော့မဖြစ်ဘူးတငယ်ချင်းစောင်းရင်းရောက်ရင်စားစရာရှားလိမ့်မယ်အခုကလေးကဆူထားမှဖြစ်မယ်လို့ပြန်ပြောလိုက်တယ်နှံကောင်လေးကတော့ဘွဲစိတ်ကိုရေမိုးရင်းလွေရသည်ကုံတဲ့အထိဆက်ပြီးပျော်ပါနေခဲ့တဲ့ဒါပေမဲ့အချိန်တွေကုန်လို့ဆောင်းရသည်ရောက်လာတဲ့အခါမှာတော့အရာအားလုံးပြောင်းလဲသွားမှာတော့တယ်နင်းနေကြလေတွေတိုက်တော့နံကောင်လေးမှာစားစရာဘာတစ်ခုမှမရှိတော့ဘူးအစာမစုခင်မိတဲ့အတွက်သူအရန်ပိုက်စားပြီးချမ်းအေးနေရှာတယ်ငါကပရိစိတ်ကိုစူးစမ်းခဲ့တယ်အခုလိုဒုက္ခရောက်မှာမဟုတ်ဘူးဆိုပြီးနောင်တတွေရနေတာပေါ့ပရိစိတ်လေးတွေကတော့သူတို့စူးစမ်းထားတဲ့အစာတွေနဲ့နွေးနွေးထွေးထွေးနေနိုင်ခဲ့ကြတယ်ဒီပုံပြင်လေးကပြီးတဲ့သင်ခန်းစာကတော့အချိန်ရှိကလုံးလာဆိုင်ဆိုတဲ့အတိုင်းအနာဂတ်အတွက်ကြိုတင်ပြင်ဆင်ခြင်းကသက်သာချောင်ကြီးစီပါလေဆိုတာပါပဲကွယ်